မှန်းနဲ့အသားပိုတွေကြောင့်စိတ်ညစ်နေလားခွဲစိတ်စရာမလိုပဲအိမ်မာရင်ဒီနီးတွေနဲ့ရှင်းပစ်လိုက်ပါဒီနေ့မှာတော့မှန်ကြည့်တိုင်းစိတ်အနောက်ရှက်ဖြစ်စေတဲ့မှန်းနဲ့အသားပိုတွေကိုလေစာပစ်စရာမလိုပဲအိမ်မာရင်အမွေးပြတ်ဖယ်ရှားနိုင်မဲ့လျှို့ဝှက်ချက်၃ခုကိုတင်ဆက်ပေးလိုက်ပါတယ်1ပန်းသီးရှာလကအရေး Apple cider vinegar အသားပိုတွေကိုချောက်သွေးစေပြီးကြွေကြအောင်လုပ်ရမှာအထီရောက်ဆုံးပါကွန်းစလေးမှာရှာလကရဲ့အနှဲငယ်ဆွတ်ပြီးအသားပိုပေါ်ကို15မိနစ်ခန့်ကတ်ထားပြီးပါတနေ့နှစ်ချိန်ပုံမှန်လုပ်ပေးရုံနဲ့အသားပိုတွေအယောင်ပြောင်းပြီးကြွေကြလာပါလိမ့်မယ်နှစ်လက်ဖက်စီ tea tree oil ဘိုးတပ်အာနေတန်ရှိပြီးအရေပြားကိုမထိခိုက်စေပဲအသားပိုတွေကိုတင်းငယ်သွားစေပါအသားပိုရှိတဲ့နေရာကိုအရင်တန့်စင်ပါပြီးရင် tea tree oil ကိုတိုက်ရိုက်တို့ပေးပါဒီနေ့3ချိန်ခန့်ပြုလုပ်ပေးနိုင်ပါတယ်3ကြက်သွန်ဖြူ garlic ရှီးရခင်ကတည်းကသုံးဆွဲလာတဲ့နီလန်ဖြစ်ပြီးမှဲကြောက်တွေနဲ့အသားပိုတွေအတွက်အလွန်မြန်ဆန်ပါတယ်ကြက်သွန်ဖြူကိုညှက်အောင်ထောင်ပြီးအသားပိုပေါ်တင်ပါပလာစတာနဲ့ကပ်ပြီးတညသိပ်ထားပါအသားနှုတ်တဲ့သူတွေအတွက်ပူဆက်ပူလောင်ထစ်နိုင်လို့သတိထားဖို့လိုအပ်ပါတယ်နော်အရေးကြီးသတိပေးချက်အကယ်၍တင့်ရမှဲ့ကအယောင်ပြောင်းလာတာသွေးထွက်တာဒါမှမဟုတ်ပုံတရံရုပ်တရက်ပြောင်းလဲလာတာမျိုးဆိုရင်တော့ကိုယ်တိုင်မလုပ်ဖဲအရေးပြားစီယာဝတ်နဲ့အမြန်ဆုံးပြသဖို့အကြံပြုလိုပါတယ်တင်မှာတော့အသားပိုတွေကြောင့်စိတ်ညစ်ဖူးလားဘယ်နီးလန်းနဲ့စမ်းကြည့်ခြင်းလဲမှန်မှာပြောပြခဲ့အောင်နော်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တငယ်ချင်းတွေအတွက်လည်းဝေးများပေကိုမမိတ်နဲ့နော်